ရှိတုန်းကစီးစိမ်ချမ်းသာကြွယ်ဝလာတဲ့ပါရဏသီပြည်ကြီးမှာကုန်တယ်ပွဲစားအမြောက်များရှိကြတယ်။သူတို့ဟာဒီမြို့ကြီးကိုလာရောက်ပြီးအယောင်းဝယ်ပြုလုပ်ကြသလိုမြို့တွေကကုန်တယ်တွေကလည်းသင်္ဘောတွေနဲ့တခြားမြို့တွေကိုသွားရောက်ရောင်းဝယ်လုပ်ကြပြီးစံပြတဲ့ကုန်ပစ္စည်းတွေကိုပါရဏသီပြည်သူတွေစီပြန်လည်တည်ဆောင်လာတတ်ကြတယ်။အဲဒါကြောင့်ကုန်သွယ်မှုဟာအရန်ကိုစီကားလာပါတယ်။အဲ့ဒီခေတ်ခါကမြတ်စွာဘုရားရှင်ဟာသူဝနာကစ္စမအမိရှိတဲ့ဖျားလောင်းလိမ့်မင်းကြီးဖြစ်တော်မူခဲ့ပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးရွှေရောင်တောက်ပပြီးလှပတဲ့အရေးပြားရှိကအလျားအနှံလမ်း20ခန်းထိကြီးမားလှပါတယ်။သမုတ်တရားလဲကကျွန်းကြီးတကျွန်းရဲ့တောင်ချေနားမှာမိတင်းနေထိုင်ပြီးအစာရှာဖွေလဲလှယ်ကျက်စားလေးရှိပါတယ်။အဲ့ဒီအချိန်မှာပါရဏသီပြည်ရဲ့ပင်လယ်ကမ်းခြေမှာတခြားမြို့တွေကိုသွားရောက်ရောင်းဝယ်ပြုလုပ်ဖို့အတွက်ကုန်တယ်900ခန့်ဟာကုန်တင်သင်္ဘောကြီးကိုပြင်ဆင်နေကြပါတယ်။အားလုံးအစဉ်သင်ဖြစ်တဲ့အခါမှာကုန်တယ်900ဟာသားများတွေကိုနှုတ်ဆက်ပြီးသင်္ဘောကြောက်စုချကစိတ်ကန်းကနေထွက်ခွာခဲ့ကြပါတယ်။သင်္ဘောကြီးရွက်လွင့်လာတာ9ရက်မြောက်တဲ့အခါမှာသမုတ်တရားလယ်မှာပြင်းထန်တဲ့မုန်တိုင်းနဲ့လိုင်းကြီးလေပွေတွေကြုံတွေ့ရပါတယ်။အခြေအနေကမကောင်းတော့ပါဘူး။ကုန်တယ်ကောင်းဆောင်ကမဲမောင်နေတဲ့မိုးတိမ်တွေကိုကြည့်ပြီးအခြေအနေမကောင်းတော့ဘူးနဲ့တူတယ်။ငါတခါမှဒီလိုမိုးသေးထန်တာမကြုံဘူးပါကွာ။ကျွန်တော်တို့သင်္ဘောနှိမ့်မြုပ်တော့မှလားဆရာရဲ့။မင်းတို့ကြောက်တဲ့အတိုင်းဖြစ်မလာဖို့ပဲဆူတောင်းကြရအောင်ကွာ။သင်္ဘောသားကောင်းဆောင်ကသူ့ကိုယ်တိုင်လည်းသင်္ဘောမနစ်ဘူးလို့အာမမခံနိုင်ပါဘူး။ဘာလို့လဲဆိုတော့ပင်လယ်တဲ့အချိန်ချင်းသွားဖို့ပဲမဲ့ဒီလောက်ကြောက်စရာကောင်းတဲ့မုန်တိုင်းမျိုးမကြုံဘူးလို့ပါပဲလူတိုင်းမိမိတာဝန်ကိုအစွမ်းကုန်စူးစမ်းလှုပ်ဆောင်ကြပေမဲ့လေကပိုပြင်းလာပြီးလိုင်းလုံးကြီးတွေကသင်္ဘောကိုနှစ်လူနေပါခါရမ်းစီကမိုးကလည်းမပြတ်တမ်းရွာသွန်းနေပါတယ်နောက်ဆုံးမှာတော့သင်္ဘောကြီးဟာပြင်းထန်တဲ့မုန်တိုင်းနဲ့လိုင်းလုံးကြီးတွေကိုမခံနိုင်တော့ပဲသမုတ်တရားအလေကောင်မှနှိမ့်မြုပ်သွားရပါတော့တယ်ကုန်တယ်900ဟာသင်္ဘောနဲ့တူတူနှစ်မသွားခင်ပင်လယ်ထဲကိုခုန်ချခဲ့ကြပါတယ်။ကဲကြပါအောင်ပြိုးကဲကြပါအောင်ဗျာကဲကြပါအောင်ပင်လယ်ထဲမျောပါရင်တနာစပွဲအော်ဟစ်အကူကြီးတောင်းနေကြပါတယ်။ငါတို့သမုတ်တရားအလဲကောင်မှသိရတော့မှာပဲဘသူကလာပြီးကဲတင်နိုင်မှာလဲ။တချို့ကကိုကန့်ကျမငိုကြွေးမြစ်တန်းကြပြီးတချို့ကအိမ်ကသားများတွေကိုတတိယကငိုကြွေးနေကြပါတယ်။ကျွန်တော်ဇနီးနဲ့ကလေးတွေကိုပြန်တွေ့ရတော့မှာမဟုတ်ဘူးသူတို့ရမ်းလွမ်းမိတယ်အိုးနတ်ဖရားရဲ့ဂျေဆုပြုတ်ပြီးကျွန်တော်တို့ကိုကူညီပါဗျနတ်ဖရားကိုအသက်ကယ်ပါအောင်လို့လူတိုင်းအော်ဟစ်ဆူတောင်းနေကြတယ်လူ900ရဲ့ငိုကြွေးတန်ဟာတပြင်းလုံးပြန့်နှံ့သွားပြီးအရန်ကိုရင်နာစရာကောင်းလာပါတယ်သမုတ်တရားတဲ့အစာရှာနေတဲ့လိမ့်မင်းကြီးဟာအဲ့ဒီတန်ကိုကြားတဲ့အခါမှာကုန်တယ်တွေကိုတနာကိယူနာတတ်မိတာကြောင့်သင်္ဘောပြတ်တဲ့နေရာကိုအမြန်ဆုံးကူးခတ်လာခဲ့ပါတယ်လိမ့်မင်းကြီးဟာသူတို့ရဲ့ခန္ဓာကိုယ်အောက်ကိုငုံရှိုးပြီးမိမိရဲ့ကြောကုန်းပေါ်ကိုတင်ဆောင်ပေးခဲ့ပါတယ်။လိမ့်မင်းကြီးရဲ့ခန္ဓာကိုယ်ဟာလမ်း20ကျော်ကြီးမားတာကြောင့်ကုန်တယ်900လုံးကိုတယောက်မကျန်ကြောပေါ်တင်ဆောင်နိုင်ခဲ့ပါတယ်။ငါတို့အသက်ဘေးကလွတ်ပြီးလိမ့်မင်းကြီးကငါတို့လာကယ်လိုက်ပြီ။ကောင်းဆောင်ကြီးကကုန်တယ်အားလုံးလိတ်ကြီးရဲ့ကြောပေါ်မှာရှိနေပြီးဘသူမှပျောက်ဆုံးမသွားတာကိုမြင်တော့ဝမ်းသာအားရနဲ့ပြောပါတယ်။အရှင်ဟာတကယ်ကိုမုံမြတ်လှပါတယ်။အရှင်သာမကင်ရင်ကျွန်ုပ်တို့အားလုံးသိကြရမှာအသေးချပါပဲအားလုံးကလိမ့်မင်းကြီးရဲ့ဂျေဆုကိုချီးကျူးကြပါတယ်လိမ့်မင်းကြီးဟာပြင်းထန်တဲ့လိုင်းလုံးနဲ့မုန်တိုင်းတွေကိုဖျက်ကျော်ပြီးမိမိနေထိုင်ရာကျွန်းကြီးရဲ့ကမ်းခြေစီကိုကူးခတ်ပို့ဆောင်ပေးခဲ့ပါတယ်ကုန်တယ်တွေဟာကျွန်းကြီးပေါ်ရောက်တဲ့အခါမှာကြောပေါ်ကနေတဖြည်းဖြည်းဆင်းကြပြီးလိမ့်မင်းကြီးကိုထက်တဲ့အခါကဂျေဆုတင်စကားဆိုကြပါတယ်ကုန်တယ်တွေဟာကမ်းခြေမှာမောပန်းနွမ်းနေစွာလဲလျောင်းနေကြပြီးအားရင်အနေငယ်ပြန်ပြေးလာတဲ့အခါမှာအသက်ဆက်ဖို့အစာရှိမလားဆိုပြီးကျွန်းပေါ်လှည့်လည်ကြည့်ရှုကြပါတယ်။ဒါပေမဲ့ပလာနဲ့ထိပါပဲ။ကျွန်းကြီးရတာကြီးတာစားစရာဘာတစ်ခုမှမရှိပါဘူး။အုံးပင်လည်းမရှိ။ပိန်ဦးပီလောပီနံဦးလည်းမရှိပါဘူး။တကျွန်းလုံးပတ်ရှာပေမဲ့အစာမတွေ့တဲ့အတွက်မောပန်းပြီးစားလောင်စွာပြန်ထိုင်နေကြရပါတယ်။သူတို့ဟာ9ရက်တိုင်အောင်အစာမစားရပဲကမ်းခြေမှာအားပြက်လဲလျောင်းနေကြရပါတော့တယ်။လိမ့်မင်းကြီးဟာသူတို့ကိုမြင်တဲ့အခါမှာအရန်တနာကိူနာတတ်မိတာကြောင့်ကုန်တယ်ကောင်းဆောင်ကိုဒီလိုပြောလိုက်ပါတယ်။သင်တို့အစာမစားတာကြပြီ။ငါရဲ့အသားကိုအစားစာဖြင့်စားသုံးကြပါ။ကုန်တယ်တွေဟာလက်ကြီးကစကားပြောနိုင်လို့အရန်အံ့ဩပြီးမြင်သက်သွားကြတယ်။ဘာမှပြန်မပြောနိုင်ခင်မှာပဲ။လိမ့်မင်းကြီးကအခုလိုဆက်ပြောပါတယ်။ငါဟာတတ်တန်းလဲရှင်းလာပြီ။
ဒီသမုတ်တရားထဲမှာအကြိုက်ချက်စားခဲ့ပြီးပြီယခုသင်တို့အသက်ကိုကယ်တင်ခွင့်ရတာငါအတွက်ကုသိုလ်ထူးပါပဲငါအသားကိုအလူဒါနာပြုတာဟာတင့်တော်လှပါပဲဒါဟုတ်ကြတော့ကုံတယ်ရီဟာညင်းပယ်ကြပါတယ်မဖြစ်ပါဘူးအရှင်ကကျွန်တော်တို့ရဲ့ဂျေဆုရှင်မှာအရှင်ရဲ့အသားကိုကျွန်တော်တို့ဘလို့လုပ်ပြီးစားရမှာလဲဟုတ်ပါတယ်အရှင်သာမရှိရင်ကျွန်တော်တို့သမုတ်တရားထဲမှာတည်နေပါပြီအခုမုံတိုင်းထဲကကဲလာပြီးအသားဟုတ်ပါကျွေးမယ်ဆိုတာကျွန်တော်တို့တကယ်မလုံနိုင်ပါဘူးအရှင်အကျိုးဆက်အနေနဲ့ကုံတယ်900ထက်ကဘသူမှလိတ်သားကိုမစားကြပါဘူးသူတို့အားလုံးဂျေဆုရှင်ကိုရန်ပြုတ်ခြင်းဟာမလုံတဲ့အမှုလို့သဘောတူကြပြီးလိတ်မင်းကြီးကဘလောက်ပဲအသက်ဆွတ်မဲ့ပြောအားပြတ်နေကြပေမဲ့မစားကြပါဘူးဘလို့မှပြောမြတဲ့အခါလိတ်မင်းကြီးဟာပင်လယ်ထဲဆင်းပြီးကျွန်းရဲ့အခြားတစ်ဖက်ကိုကူးခတ်သွားခဲ့ပါတယ်ပြီးတော့ကျွန်းပေါ်ကတောင်ကြီးပေါ်တဖြည်းဖြည်းတက်သွားပြီးထိတ်ဆုံးကိုရောက်တဲ့အခါမှာနှက်ပြမာတွေကိုတိုင်တယ်ပါတယ်အကျွန်ုပ်ဟာကုံတယ်900ကိုအသားဒါနာပြုတ်ချင်ပေမဲ့သူတို့ကမစားဘဲညှင်းဆိုနေကြပါတယ်ဒါပေမဲ့သူတို့မှစောင့်မျှော်နေတဲ့မိသားစုတွေရှိကြသေးတယ်အကျွန်ုပ်ဟာနောင်အနာဂတ်မှာဖျားဖြစ်ခြင်းနဲ့ဆန္ဒရှိတဲ့အတွက်ဤနေရာရှိနှက်ပေါင်းကိုတတ်သိဖြစ်တိုင်တယ်ပြီးတာတုခေါ်ကြပါကုန်ကျွန်ုပ်အသက်ကိုဒါနာပြုပါအံ့တကယ်လို့နောင်အနာဂတ်မှာကျွန်ုပ်ဟာဖျားဆင်ဆက်ဖြစ်ရမယ်ဆိုရင်ကျွန်ုပ်တောင်အားကိုခုံချတဲ့အခါကျွန်ုပ်ရဲ့ရှင်ဘက်ယိုကြီးကျိုးပြတ်ပါစေသွေးနဲ့သားတွေဟာသူတို့စားသုံးဖို့အတွက်အပိုင်းပိုင်းအညီအမျှကွဲအပ်ပါစေဒါပေမဲ့ကျွန်ုပ်ရဲ့ကြောကုန်းအခုံပတ်ကုန်းကတော့မကွဲပါစေနဲ့သူတို့သမုတ်တရားဖြတ်ပြီးအိမ်ပြတ်နိုင်ဖို့သင်္ဘောကြီးဖြစ်ပါစေကုံတယ်900လုံးအသက်ဘေးကလွတ်ပါစေသာလိတ်ကြီးဟာအတိတ်ထံပြုတ်ပြီးနောက်တောင်ပေါ်ကနေခုန်ချလိုက်ပါတော့တယ်လိတ်မင်းကြီးမြေပြင်ပေါ်ကျဆင်းသွားတဲ့အသံဟာတပြင်းလုံးတုံဟီးသွားပါတော့တယ်သွေးနဲ့သားတွေဟာအခွန်ထဲကနေအပိုင်းပိုင်းအညီများထွက်လာခဲ့ပြီးကြီးမားတဲ့ကြောခွန်ကြီးကတော့အတိတ်ထံတိုင်းမပြတ်စီပါဘူးလိတ်မင်းကြီးဟာချက်ချင်းအသက်ချုပ်ငိမ့်ပြီးတူတိတာနှက်ပြေမှာနှက်သားသွားဖြစ်ပါတော့တယ်ကုံတယ်900ဟာအတန်ကြီးကြလို့ပြေးကြည့်တဲ့အခါတောင်ချေမှာကြာဆုံးနေတဲ့လိတ်မင်းကြီးရဲ့ရုပ်အလောင်းနဲ့အနီးနားအသားတုံးတွေကိုတွေ့ရပါတယ်သူတို့အရန်ကိုဝမ်းနေသွားကြပြီးလိတ်မင်းကြီးဟာငါတို့အသက်ဆက်စေဖို့တောင်ပေါ်ကနေခုန်ချပြီးအသက်ဆွန့်သွားနေတာပဲလို့သိရှိသွားကြပါတယ်ကုံတယ်ကောင်းဆောင်ကအကျွန်ုပ်တို့အရှင်ရဲ့အသားမစားချင်ပေမဲ့အရှင်ရဲ့ဆွန့်လွတ်မှုနဲ့အလူဒါနကိုအလဟတမဖြစ်စေရပါဘူးအရှင်လိုလားတဲ့ဖျားဆုနဲ့ဒါနအတွက်အကျွန်ုပ်တို့900လုံးတာတုအနုမောဒနာခေါ်ဆိုလိုက်ပါတယ်ဖေဟာကုံတယ်ကြီးကအဲ့လိုပြောပြီးနောက်ကျန်တဲ့ကုံတယ်တွေကိုအသားတွေကိုအညီအမျှခွဲဝေပေးခဲ့ပါတယ်သူတို့တွေဘိုင်းဝအောင်စားပြီးခွန်အားတွေပြည့်လာတဲ့အခါလိတ်ကြီးရဲ့ကြောခွန်ကသင်္ဘောကြီးတစ်စင်းလိုကောင်းမွန်နေသေးတာကိုမြင်ကြရတယ်ဒါကြောင့်ဒီကျွန်းကနေပင်လက်ခီးနှင်ပြီးမိမိတို့အိမ်နဲ့ပါရဏတိပြည်ကိုပြန်ဖို့စိတ်ကူးမိကြပါတယ်သူတို့ကလိတ်သားတွေကိုချက်ပြုတ်ပြီးရိတ်ခါပြက်သိမ်းစီခဲ့ကြတယ်ပြီးနောက်အဲ့ဒီရိတ်ခါတွေကိုလိတ်ကြီးရဲ့ကြီးမားလာတဲ့ကြောခွန်နဲ့တဲယူထည့်လာကြပါတယ်ငါတို့တွေလိတ်ကြီးရဲ့ကြောခွန်နဲ့ဝင်ပြီးငါတို့ရဲ့နေရက်တိုင်းပြည်ကိုပြန်ဖို့ပင်လက်ခီးကိုနှင်ကြရအောင်အဲ့ဒါနဲ့ကုံတယ်900လုံးဟာလိတ်ကြောခွန်တင်မော်ထဲကိုလိုက်ပါသွားကြပြီးမိမိတို့ရဲ့နေရက်ဒေသစီဦးတီခရီးနှင်ခဲ့ကြတယ်လန်ခီးမှာတော့ကြန့်ရှိနေတဲ့လိတ်သားတွေကိုပဲရိတ်ခါအဖြစ်အသက်ဆက်ခဲ့ကြပြီးပါရဏတိပြည်ကိုပေးရတဲ့ကင်ကင်နဲ့ပြန်လည်ရောက်ရှိလာခဲ့ကြတယ်လိတ်ကြောခွန်တင်မော်ကြီးပါရဏတိပြည်ရဲ့ကမ်းခြေစိတ်ကမ်းကိုဆိုက်ကပ်တဲ့အခါမှာလူအများဟာထူးဆန်းတဲ့ပုံစံရှိတဲ့အဲ့ဒီတင်မော်ကြီးကိုကြည့်ပြီးအံ့ဩထိတ်လန့်ကုန်ကြတယ်ပြီးတော့ဒီလိုထူးဆန်းတဲ့တင်မော်တစ်စင်းနဲ့ကျေပြောလှတဲ့ပင်လယ်ကြီးတွေကနေဘလို့မျိုးအသက်ဘေးကလွတ်မြောက်လာခဲ့လဲဆိုတာကိုဝိုင်းအောင်မေးမြန်းကြပါတယ်ခမများတို့ပင်လယ်အလဲကောင်ကနေဒီလိုစမ်းပြားတဲ့လေကြီးနဲ့ဘလို့အသက်ရှင်ပြီးပြန်လာခဲ့တာလဲဒါကိုဘာနဲ့လှုပ်ထားတာလဲဗျဒါဟာငါတို့အသက်ကိုကယ်ပေးခဲ့တဲ့ကျေးဇူးရှင်လိမ့်မင်းကြီးရဲ့ကြောခွန်မှာလိတ်ကြီးကဘလို့ကျေးဇူးပြုတာလဲဗျငါတို့တင်ပေါ်မုံတိုင်းထဲနှိမ့်မြုပ်တဲ့အခါဒီလိတ်ကြီးကလာခဲ့ပြီးကျွန်းတကျွန်းပို့ပေးခဲ့တယ်ပြီးတော့သူကိုယ်တိုင်အသက်ဆွန့်ပြီးအသားကိုအစာပြည့်ကျွေးခဲ့တယ်လို့ဒီကြောခွန်ကြီးကိုလည်းငါတို့အိမ်ပြန်ဖို့လေအဖြစ်ဆွန့်လွတ်ခဲ့တာပါရွာသားတွေကအဲ့ဒီအကြောင်းကိုကြားတဲ့အခါမှာပို့ပြီးတော့အံ့ဩသွားပြီးအားတက်တဲ့ရောဝိုင်းမေးကြပြန်တယ်ကုံတယ်တွေကလည်းဘာတကူမှမဖုံးကွယ်ပဲအမှန်တိုင်းပြောပြတဲ့ပြင်အဲ့ဒီလိတ်ကြီးရဲ့ဂျေစုတရားနဲ့ကောင်းမြတ်မှုတွေကိုလည်းအလွန်အမင်းချီးမွမ်းပြောဆိုကြပါတယ်ကုံတယ်900စလုံးတင်မောပြက်ရာကနေအသက်ဘေးကလွတ်မြောက်လာပြီးလိတ်ကြီးရဲ့ကြောခွန်ကိုတင်မောဖြစ်အသုံးပြုကာနေရက်ကိုပေးရတဲ့ကင်ကင်နဲ့ပြန်ရောက်လာတဲ့အကြောင်းဟာ
ပါရဏသီမင်းကြီးအထိသတင်းပေါက်ကြားသွားပါတယ်။ဒါကြောင့်မင်းကြီးကကုံတယ်တွေကိုနန်းတော်ထဲခေါ်ယူပြီးဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုရှောက်တင်ခိုင်းခဲ့ပါတယ်။အကြောင်းစုံကိုကြားသိရတဲ့အခါမှာမင်းကြီးဟာတကိုယ်လုံးရွှေအစင်းလိုဝင်းပနေတဲ့အဲ့ဒီလက်ကြီးရဲ့ကြောခုံကိုကိုယ်တိုင်လာရောက်ကြည့်ရှုပြီးဥဒန်းကျူရင်မှိန်တော်မူပါတယ်။လက်ကြီးဟာတာမန်လက်ကြီးတကောင်မဟုတ်ပဲပါရမီဖြည့်ကျင့်နေတဲ့ဖရာလောင်မှုတ်ချအေကံဖြစ်ရမယ်။ငါတို့တွေဟာသူ့ရဲ့ကျေးဇူးတရားနဲ့ကောင်းမြတ်မှုတွေကိုအမြဲတစေအောင်းမေတတိယတဲ့နဲ့အဲ့ဒါကြောင့်ပြန်မတက်မင်းကြီးဟာလိတ်မင်းကြီးရဲ့ရွှေရောင်ကြောခုံကိုလူအများလာရောက်ဖူးမြော်ကြည်ညိုနိုင်ဖို့အတွက်နန်းတော်ရဲ့တောင်ဘက်ကသာသနိကအဆောက်အုံမှာကိုးကွယ်ပူဇော်ထားရှိဖို့အမိန့်တော်ထုတ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးလိတ်မင်းကြီးရဲ့ရွှေရောင်ကြောခုံဟာလူသားတွေအတွက်ပေးဆက်ခဲ့တဲ့ကျေးဇူးတရားနဲ့ကောင်းမြတ်မှုတွေကိုအမြဲအောင်မေတတိယစေမဲ့ရွှေတောင်ကြီးတစ်တောင်လိုပဲနန်းတော်ရဲ့တောင်ဘက်မှာတင့်တယ်လှပစွာတည်ရှိနေခဲ့ပါတော့တယ်။